ကျေးဇူးပါခင်ဗျာဆက်လက်ပြီး2024-2025ပညာသင်နှစ်တွင်ခရိုင်အဆင့် Grade 5 စာမေးပွဲတွင်အဆင့်အရရှိသောကျောင်းသားကျောင်းသူများအားဆုများချီးမြှင့်ခြင်းအစီအစဉ်ဖြစ်ပါပြီခင်ဗျာဒီဆုများကိုချီးမြှင့်ပေးပါရန်ခဏကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးလေးအားလေးစားစွာဖိတ်ခေါ်အပ်ပါရခင်ဗျာခရိုင်အဆင့်ပရိဖာရကျမ်း၌အဆင့်အရရှိသောအဘဥပ္ပုံငင်းတွေ့တပီမဝဝေတိုင်းဆုလက်ခံရယူပြီးပါခရိုင်အဆင့်ပရိဖာရစာမေးပွဲတွင်အဆင့်အရရှိသောအဘဦးစောမြင့်အောင်၏တပီမနှင်းတစ်စင်အောင်ဆုလက်ခံရယူပြီးပါခရိုင်အဆင့်ပရိဖာရကျမ်းစာမေးပွဲတွင်အဆင့်အရရှိသောအဘဦးကျော်အောင်၏တပီမတ်ချူချူဝင်းဆုလက်ခံရယူပြီးပါဒီလိုစီမံအားကြီးနေပြပါတော့သတိကြည့်ပါအုပ်ချုပ်ရေးမှူးဦးစိုးရေးအားကျေးဇူးတော်ပြုပြီးရှိပါရခင်ဗျာဆက်လက်ပြီးကြံရှိသောစီမံအားကြီးနေပြပါရန်သူ့အောင်တည်းကျွေးစီဒီပါကုမ္ပဏီကြီးသားစွာလေးစားစွာဖိတ်ခေါ်အပ်ပါရခင်ဗျာခရိုင်အဆင့်ပရိဖာရကျမ်းစာမေးပွဲတွင်အဆင့်အရရှိသောအဘဦးဇော်မင်းနိုင်တမီမှတ်သစင်ပြုဆုလက်ခံရယူပြီးပါခရိုင်အဆင့်ပရိဖာရကျမ်းစာမေးပွဲတွင်အဆင့်အရရှိသောအဘဦးမိုးဤတမီမမေဝတမိုးဆုလက်ခံရယူပြီးပါခရိုင်အဆင့်ပရိဖာရကျမ်းစာမေးပွဲ